ဒီကိုရန်စာအုပ်ထဲမှာစန့်ကျင်ကွဲလွဲချက်တစ်ခုခုကိုလူတစ်ယောက်ကရှာပြရင်ကျွန်တော်အခုပဲအစ္စလမ်ဘာသာကနေထွက်သွားမယ်ဒီဗီဒီယိုကိုတင်ကြည့်ဖို့လိုပါတယ်စိန်ခေါ်မှုကိုလက်ခံတယ်ဒါပေမဲ့စန့်ကျင်ကွဲလွဲချက်တစ်ခုတည်းနဲ့ကျွန်တော်ရက်မနေဘူးကျွန်တော်9ခုပေးမယ်စလိုက်ရအောင်ပထမဆုံးစန့်ကျင်ကွဲလွဲချက်ကကိုအန်2085မှာမိုးဆက်ကရှမာရိအမျိုးသမီးတဦးနဲ့စကားပြောနေတယ်လို့ဖတ်ရတယ်ဒါဟာတမိုင်းအရမဖြစ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့မိုးဆက်ဟာ BC 1200လောက်ကအသက်ရှင်ခဲ့ပြီးရှမာရိတ်လူမျိုးတွေဟာနှစ်ပေါင်း900အကြာ BC 920မှသာပေါ်ပေါက်လာမှာဖြစ်လို့ပါ။ဒုတိယစန့်ကျင်ကွဲလွဲချက်ကအလန်ကတခြားဖျားတွေကိုကိုးကွယ်တာကိုခွင့်လွှတ်နိုင်သလားဆိုတဲ့မေးခွန်းကနေလာတယ်။ဒီမှာကုတ်အန်48မှာတခြားဖျားတွေကိုကိုးကွယ်သူတွေကိုသူခွင့်မလွှတ်နိုင်ဘူးလို့ဖတ်ရတယ်။ဒါပေမဲ့ကုတ်အန်153မှာဟုတ်ကဲ့တခြားဖျားတွေကိုကိုးကွယ်သူတွေကိုသူခွင့်လွှတ်နိုင်တယ်လို့ဖတ်ရတယ်။တတိယစန့်ကျင်ကွဲလွဲချက်ကကုတ်အန်13မှာတွေ့ရတယ်။အလတ်ဟာကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းဖို့6ရက်ကြာတယ်လို့ဖတ်ရတယ်။ဒါပေမဲ့ကုတ်အန်42မှာအလတ်ဟာမြေကြီးကိုဖန်ဆင်းဖို့2ရက်ကြာတယ်။နောက်ထပ်4ရက်ကြာပြီးကောင်းချီးပေးတယ်ပြီးရင်ကောင်းကင်9ထပ်ကိုစီရင်ဖို့နောက်ထပ်2ရက်ကြာတယ်စုစုပေါင်း10ရက်ဖြစ်သွားတယ်6ရက်မဟုတ်ဘူးနောက်ထပ်စန့်ကျင်ကွဲလွဲချက်ကကုတ်အန်124မှာမယုံကြည်သူတွေဟာရှင်ပြန်ထမြောက်တဲ့နေ့မှာမျက်မမြင်ဖြစ်ကြမယ်လို့ဖတ်ရတယ်ဒါပေမဲ့ကုတ်အန်86မှာသူတို့ဟာသူတို့ရဲ့အဖော်တွေကိုမြင်ကြမယ်လို့ဖတ်ရတယ်သူတို့မျက်မမြင်ဖြစ်နေရင်ဘယ်လိုလုပ်ပြီးအဖော်တွေကိုမြင်နိုင်မှာလဲနောက်ဆုံးအနေနဲ့ကုတ်အန်3ကဇနီးအများပြားကိုတရားမျှတစွာဆက်ဆံနိုင်တယ်လို့ပြောတယ်။ဒါပေမဲ့ကုတ်အန်129ကမဟုတ်ဘူးမဖြစ်နိုင်ဘူးလို့ပြောတယ်။မင်းအစ္စလမ်ကနေထွက်သွားတာကိုကျွန်တော်မစောင့်နိုင်တော့ဘူး။မင်းဒီဗီဒီယိုကိုမြင်ပြီးမင်းရဲ့လိမ်ညာတဲ့ပရောဖက်ပြောခဲ့တဲ့စန့်ကျင်ကွဲလွဲချက်အားလုံးကိုတေချာမြင်အောင်ကျွန်တော်မင်းကိုဒီဗီဒီယိုမှာတိုက်လုပ်မယ်။